The Call ခေါ်သံ online magazine ကိုနားဆင်နေရတာဖြစ်ပါတယ်။ကဘော်ဂျိုင်ဝမ်ကသတင်းစကားကျော်စောခိုင်2025မှာအိန္ဒိယ GDP ကအရင်10စုနှစ်တွေကထက်2ဆတက်လာတယ်။ဒေါ်လာ4.3 ထရီလီယံရှိလာတယ်။လက်ရှိကမ္ဘာနံပါတ်5စီးပွားအင်အားကြီးနိုင်ငံဟာဒီနှုန်းအတိုင်းတစ်နှစ်ကို9%လောက်ဆက်တက်လာရင်မကြာခင်မှာနံပါတ်4ဂျပန်နဲ့နံပါတ်3ဂျာမနီတို့ကိုကျော်တက်သွားဖို့ရှိနေတယ်။ဂျာမနီနဲ့ဂျပန်ရဲ့နှစ်စဉ် GDP တိုးနှုန်းကမရှိသလောက်ဖြစ်တယ်။ပြီးရင်အိန္ဒိယဟာတရုတ်နဲ့အမေရိကန်နောက်မှာကမ္ဘာတတိယအကြီးဆုံးစီးပွားရေးပါဝါအဖြစ်တန်းစီပါလိမ့်မယ်။ဒီလိုစီးပွားတက်နေတဲ့ကာလမှာတရုတ်ကသူ့နယ်စပ်မှာခြေရှုပ်ဖိအားပေးနေသလိုအိန္ဒိယကလည်းအတန်ထွက်လာတယ်။ဘော်ဂျိုင်ဝမ်ဟာမဏိပူရပြည်နယ်အပိုင်ဖြစ်လို့မို့မြန်မာပြည်ကနေပြန်တောင်းဖို့ဆိုတာပါ။ကဘော်ဂျိုင်ဝမ်1824အင်္ဂလိပ်မြန်မာပထမစစ်ပွဲဟာ1826မှာရန်ဒပိုစာချုပ်နဲ့စစ်ပြေငြိမ်းတယ်။စစ်ရှုံးတော့အာသံမဏိပူရရခိုင်နဲ့တနင်္သာရီကိုအင်္ဂလိပ်ကိုပေးလိုက်ရတယ်။ဒါပေမဲ့မဏိပူရထဲမှာလို့သတ်မှတ်ခံထားရတဲ့ကဘော်ဂျိုင်ဝမ်ဟာမြန်မာပြည်အစဉ်အဆက်ပိုင်ခဲ့တဲ့ဒေသဖြစ်တယ်ဆိုပြီးအင်္ဂလိပ်စီကပြန်တောင်းတယ်။အိန္ဒိယပဲမပေးလို့ဘူး။ဒါပေမဲ့အင်္ဂလိပ်ကစုံစမ်းပြီး1836မှာကဘော်ဂျိုင်ဝမ်ကိုမြန်မာအပိုင်ဖြစ်တယ်လို့လက်ခံပြီးမြန်မာဘက်ကိုပြန်ပေးတယ်။ကဘော်ဂျိုင်ဝမ်ဆိုတာအိန္ဒိယမြန်မာနယ်စပ်ကနေချင်းတွင်းမြစ်အကြားဖြစ်ပြီးအထက်မှာဟုံးမလင်းနဲ့အောက်မှာကလေးအထိရှိပြီးကလေးကနေချင်းပြည်နယ်တီးတိန်အထိနယ်မြေပိုင်းခြားသတ်မှတ်မှုကိုဆိုလိုတယ်။ဒီတော့စကိုင်းဘက်ကအများစုနဲ့ချင်းဘက်အချမ်းအနည်းငယ်ပါဝင်တဲ့ဒေသလို့ပြောရမှာဖြစ်တယ်။တမူးဟာကဘော်ဂျိုင်ဝမ်တွေကအိန္ဒိယနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တယ်။ဒီဒေသတွင်းကခမ်းပတ်နဲ့မြို့သစ်မြို့တွေဟာဒေါ်လာရေးဘက်အစောပိုင်းကာလတွေကတည်းကစက္ကစဘက်ကလက်လွတ်လိုက်ရတဲ့မြို့တွေလည်းဖြစ်တယ်။ကဘော်ညီနောင်ကမ်ပိန်းကိုမတ်လ22ရက်နေ့ကပြုလုပ်ခဲ့တာအတော်များများသတိပြုမိကြမယ်ထင်တယ်။ကမ်ပိန်းရည်ရွယ်ချက်ကကဘော်ဒေသလွတ်မြောက်ရေးဖြစ်ပြီးနေဆက်ကုန်သွယ်ရေးမြို့ဖြစ်တဲ့တမူးမြို့သိမ်းတိုက်ပွဲအတွက်အဓိကရည်ရွယ်တာဖြစ်တယ်။တမူးနဲ့ကလေးကိုဗဟိုထားပြီးကဘော်ညီနောင်ဆိုတဲ့အမည်ကိုမှဲ့ခေါ်ထားတဲ့သဘောဖြစ်တယ်။2021ကနေခုချိန်ထိ4နှစ်ကျော်ဒေါ်လာရေးကာလအတွင်းမှာမူဆယ်မြဝတီစတဲ့တရုတ်နဲ့ထိုင်းနယ်စပ်ကုန်သွယ်ရေးမြို့တွေမှာတိုက်ပွဲတွေခက်ကြမ်းကြမ်းဆိုင်ထားခဲ့ကြပြီးနှစ်ဖက်တောင်ပတင်ရင်မကျပုံစံမျိုးကြုံခဲ့ကြရတယ်။နယ်စပ်ကုန်သွယ်မြို့တွေကိုသိမ်းပိုက်ထိန်းချုပ်နိုင်တာဟာဒေါ်လာရေးအတွက်ရန်ပုံငွေပိုင်းမှာတစ်ဖက်တစ်လမ်းကကောင်းစွာအထောက်ပံ့ရတာဖြစ်တယ်လို့တမူးမြို့သိမ်းတိုက်ပွဲမှာတော့ဗန္ဒာရေးအပြင်နယ်မြေပိုင်ဆိုင်ရေးကပါအစိပ်အပိုင်းတစ်ခုအဖြစ်ပါဝင်လာတဲ့သဘောဖြစ်တာတွေ့ရတယ်။တစ်ဖက်မှာတနိုင်ငံလုံးဖြစ်နေတဲ့စစ်ပွဲဗဟိုချက်တွေနဲ့ချိန်ဆကြည့်ရင်ဒေါ်လာရေးရဲ့အနေအထားကိုပုံစံတစ်မျိုးနဲ့သုံးသပ်ကြည့်လို့ရနိုင်တယ်။ချင်းတွင်းမှမြေနုလွင်ပြင်သို့2025ခုနှစ်အတွင်းဝင်ရောက်လာတဲ့အခါဒေါ်လာရေးဟာအနောက်ဘက်စစ်မျက်နှာက AA ရဲ့ရခိုင်ပြည်တွင်းအောင်မြင်မှုတွေကိုအရင်ခံပြီးမင်းဘူးမကွေးပြည်နဲ့ AR တိုင်းမြို့တွေကိုဝင်ရောက်လာနိုင်ခဲ့တာတွေ့ရတယ်။ဒီကူးပြောင်းကြောင့်ဒေါ်လာရေးဟာအနောက်မြောက်ဒေသကနေကုန်းတွင်းဗဟိုကိုရောက်ရှိလာတယ်လို့ပြောရမှာဖြစ်တယ်။ပဲခူးတိုင်းအနေနဲ့ဆိုရင်ပြည်ကနေစစ်တောင်းမြဝန်းရဲ့ KNU စစ်ဒေသတွေဖြစ်တဲ့တောင်ငူညောင်လေးပင်တို့ကိုချိတ်ဆက်နိုင်တဲ့အခါတောင်ပိုင်းစစ်ဒေသဟာခိုင်မာအားကောင်းလာမယ်ယူဆရတယ်။ဒါပေမဲ့ရှေ့မှာတော်လန်စစ်ဟာမဟာဗျူဟာနယ်မြေတွေကိုအဓိကထားတိုက်ပွဲဝင်နေရတဲ့သဘောဆိုတာတဲ့ရှိပြီးသားဖြန့်ကျက်ထားတဲ့အင်အားကိုအခြေခံတဲ့နယ်မြေတွေကိုအားပြုစီးနှင်းတိုက်ခိုက်ဖို့ကပိုဖြစ်နိုင်ခြေရှိတဲ့သဘောကိုတွေ့ရတယ်။ဆိုလိုတာကစစ်ဟာတမယိုးကျရွေလျားစစ်ကိုကူးပြောင်းဖို့ဆိုတာတဲ့နယ်မြေခံတွေနဲ့အင်အားကြီး ERO တွေ PDF တွေနဲ့စူးစီးမိတယ်လို့ပုံဖော်သွားကြရတဲ့သဘောဖြစ်နေတာပါပဲ။2025အပြောင်းလဲကဘော်ညီနောင်ကမ်ပိန်းဟာဒေါ်လာရေးရဲ့ထိန်းချုပ်နိုင်စွမ်းရှိပြီးသားစစ်တိုင်းနဲ့စစ်ဒေသတွေအခြေခံလာဖို့လိုအပ်နေသေးတယ်ဆိုတာဖော်ပြနေတယ်။ဒီပိုင်းတစ်ထဲမှာကုန်းတွင်းပိုင်းစစ်တိုင်းတွေအတွင်းထိုးဖောက်ဝင်ရောက်နိုင်စွမ်းအားကိုလည်းတောင်းဆိုနေတာတွေ့ရတယ်။2025မှာဒီအပြိုင်စီရေးအရွေ့ရဲ့လာရာဟာတရုတ်ဆွတ်ဖက်နေတဲ့အရှေ့မြောက်နယ်မြေအပေးအယူနဲ့တည်ငြိမ်မှုတွေထက်ပိုအားကောင်းလာဖို့လိုအပ်နေတဲ့သဘောဖြစ်တယ်။တစ်တုံညာနှစ်ခွန်လှိုင်းနဲ့ကြရက်တွေငြိမ်သက်သွားတဲ့အခါဒေါ်လာရေးဟာစန့်ကျင်မဲ့လမ်းကြောင်းတစ်ခုကိုကူးပြောင်းလာတယ်။နေပြည်တော်ဟာအရှေ့မြောက်မြောက်နဲ့အရှေ့ဘက်ကအင်အားတွေထက်2025ထဲမှာအနောက်မြောက်အနောက်နဲ့တောင်ဘက်စစ်မျက်နှာတွေကိုအဓိကထားခုခံကာကွယ်သွားရဖို့ဖြစ်လာလိမ့်မယ်လို့ချိန်ဆကြည့်မိတယ်။ The Call ခေါ်သံ online magazine မှာဖော်ပြခဲ့တဲ့ဇောင်းမရှင်ကျော်စောခိုင်ရဲ့ကဘော်ဂျိုင်ဝမ်ကသတင်းစကားသတင်းသုံးသပ်ချက်ဇောင်းမကိုကျွန်တော်မြင့်ထက်အောင်ရွတ်ဖတ်ထားတာဖြစ်ပါတယ်ခင်ဗျာ။